မင်္ဂလာရှိသောနေ့ရက်လေးဖြစ်ပါစေဇူလိုင်လ17ရက်နေ့မှာကျွန်တော်ကြားနာခွင့်ယူကြမယ့်သတင်းစကားရဲ့ခေါင်းစဉ်ကတော့ကြီးမြတ်သောရှင့်နေဆိုတဲ့ခေါင်းစဉ်ပဲဖြစ်ပါတယ်ကျွန်တော်ရှေ့ဥစွာစက္ကဆူတောင်းကြပါစို့ကောင်းကင်ဘုံ၌ရှိတော်မူသောအဖတရားတော်နေ့ရက်တင်နဲ့ခရစ်ယာန်ပေးဖို့သောနှုတ်ကပတ်တော်မြတ်တဲ့ခြေစွတင်ပါတယ်ဤသတင်းစကားများအကောင်းဆုံးနားလည်သဘောပေါက်ပြီးခရစ်ယာန်လိုတိုင်းသက်ရှင်နိုင်ဖို့ရန်အတွက်မဆတော်မူပါအာနေသောတတခွန်အားပေးလျက်ဉာဏ်ပညာနဲ့ဝိညာဉ်ခွန်နဲ့တကွခရစ်ယာန်အလိုတော်အမြဲတမ်းလိုက်ရှောက်နိုင်ရသောခွင့်ပေးတော်မူပါယေရှုခရစ်တော်ရဲ့နာမ၌ယုံကြည်သောဆုတောင်းပါ၏ပါအာမင်ကျွန်တော်နှလုံးသွင်းမယ့်နှုတ်ကပတ်တော်မြတ်ကတော့ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး16ငယ်24မှာတွေ့ရပါတယ်ယခုတိုင်အောင်ငါ၏နာမကိုအမိပြု၍သင်တို့သည်အဘယ်စုကိုမျှမတောင်းကြသည်သင်တို့သည်ဝမ်းမြောက်စေရာအကြောင်းစုံလင်စေခြင်းကတောင်းကြလောထို့သောတောင်းလျင်ရကြလိမ့်မည်ကျွန်တော်တို့အတွက်ဘုရားသခင်ရဲ့ခန့်အပ်ခြင်းနဲ့ပေးသနာခြင်းတွေဟာဆိုရင်အကန့်အသတ်မရှိပါဘူးကျေးဇူးတော်ပလင်ဟာဆိုရင်ကိုတော်ကိုခမဲတော်လို့ခေါ်ခွင့်ပြုတဲ့သူတစ်ပါးကစိုးစံနေတော်မူတာကြောင့်အဲ့ဒီအရာမှာပဲအမြင့်မြတ်ဆုံးသောဆွဲဆောင်မှုဖြစ်ပါတယ်ဒါပေမဲ့မိမိရဲ့ချစ်ချင်းမေတ္တာတစ်ခုတည်းအားဖြင့်စီရင်ထားတဲ့ကယ်တင်ခြင်းသဘောတရားကိုဘုရားသခင်ဆိုရင်ပြည့်စုံတယ်လို့မှတ်ယူတော်မမူပါဘူးကိုရောရဲ့ခန့်အပ်ခြင်းအဖြစ်ကျွန်တော်ရဲ့တဘာဝကိုဝတ်ဆင်ထားတဲ့ရှင်းနေတော်တပါးကိုမိမိရဲ့ရစ်ပလင်မှာထားရှိတော်မူပါတယ်ကျွန်တော်ရဲ့ကြားဖြန့်ပြေသူအနေဖြင့်ခရစ်တော်ရဲ့တာဝန်ကတော့ကျွန်တော်တို့ကိုဘုရားသခင်ထံစီသားသမီးတွေအဖြစ်မိတ်ဆက်ပေးဖို့အတွက်ဖြစ်ပါတယ်ခရစ်တော်အဆိုရင်မိမိကိုလက်ခံသူတွေအတွက်ကြားဖြန့်ဖြေပေးတဲ့သူဖြစ်တော်မူပါတယ်မိမိရဲ့ဂုဏ်ကျေးဇူးတော်အားဖြင့်သူတို့တွေကိုမင်းမျိုးမင်းနွယ်ဝင်တွေကောင်းကင်ဘုံဘုရင်ရဲ့သားသမီးတွေဖြစ်လာဖို့ရန်တကူပေးတော်မူပါတယ်ခမဲတော်အဆိုရင်မိမိရဲ့အသွေးတော်နဲ့ကျွန်တော်ရဲ့ရွေးနှုတ်ခြင်းကိုပေးသနာတော်မူတဲ့ခရစ်တော်အတွက်ခရစ်တော်ရဲ့မိတ်ဆွေတွေကိုမိမိရဲ့မိတ်ဆွေတွေအဖြစ်လက်ခံကြိုးဆိုခြင်းအပြင်သူ့ရဲ့မေတ္တာကိုပြသပါတယ်ခမဲတော်အဆိုရင်ပြုလုပ်တဲ့ဖြန့်ဖြေခြင်းအပြင်ကျင့်တတ်တော်မူပါတယ်သားတော်ရဲ့လူစားတိခံယူခြင်းအသက်တာတည်ခြင်းနဲ့ကြားဖြန့်ဖြေခြင်းအပြင်ခမဲတော်ရဲ့ဘုန်းတော်ထင်ရှားတော်မူပါတယ်ဖျားသခင်သားသမီးတွေဟာဆိုရင်ကရုဏာပလင်စီကိုချင်းကပ်တာနဲ့တပြိုင်နက်ကြီးမြတ်တဲ့ရှင့်နေတော်ရဲ့အမှုသည်ဖြစ်လာပါတယ်။နောင်တရခြင်းနဲ့လွတ်ငြိမ်းချမ်းသာခွင့်တောင်းလျှောက်ခြင်းရဲ့ပထမဆုံးစကားလုံးတွေကိုပြောလိုက်တာနဲ့တပြိုင်နက်ခရစ်တော်ဟာဆိုရင်သူ့ရဲ့အမှုကိုထမ်းဆောင်ပြီးတော့မိမိရဲ့ကိုယ်ပိုင်အမှုဖြင့်ပြုလုပ်တော်မူပြီးခမဲတော်စီကိုမိမိရဲ့ကိုယ်ပိုင်တောင်းလျှောက်ချက်အဖြစ်တင်ပြတော်မူပါတယ်။ခရစ်တော်ဟာဆိုရင်ကျွန်တော်တို့အတွက်ကြားဖြန့်ဖြေခြင်းပြုနေတဲ့အချိန်မှာခမဲတော်ဟာဆိုရင်ကျွန်တော်တို့ရယူခံစားဖို့ရတဲ့အခြားသူတွေကိုဆက်လက်ဖြတ်ဝင်ဖို့ရန်အတွက်မိမိရဲ့ကျေးဇူးတော်ဗန္နာတော်အားလုံးကိုဖွင့်ထားတော်မူပါတယ်။ယခုတိုင်အောင်ငါ၏နာမကိုအမိပြု၍သင်တို့သည်အဘယ်စုကိုမျှမတောင်းကြသည်။သင်တို့သည်ဝမ်းမြောက်စရာအကြောင်းစုံလင်စေခြင်းကတောင်းကြလောထို့သောတောင်းလင်ရကြလိမ့်မည်လို့ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး16ငွေ24မှာဖော်ပြထားပါတယ်။ဘုရားသခင်အဆိုရင်မိမိကိုနာခံတဲ့သားသမီးတွေကိုကိုရောရဲ့ကောင်းကြီးမင်္ဂလာကိုရယူဖို့ရတဲ့ချီးမွမ်းခြင်းကျေးဇူးတင်ခြင်းနဲ့ကိုရောထံကိုလာရောက်ဖို့ရန်အတွက်အလိုတော်ရှိပါတယ်။ဘုရားသခင်ဆိုရင်အသက်နဲ့တကူတော်ရဲ့အရင်အမြင့်ဖြစ်တော်မူပါတယ်။ကိုရောရဲ့ပညတ်တွေကိုစောင့်ထိန်တဲ့သူတွေအတွက်ခေါင်ခိုက်တဲ့တောကိုတီးပွင့်တဲ့လေကွင်းအဖြစ်ပြောင်းလဲပေးနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီရာဆိုရင်ကိုရောရဲ့နာမတော်အတွက်ထင်ရှားတော်မူဖို့ရန်အတွက်ဖြစ်တာကြောင့်ပဲဖြစ်ပါတယ်။ကိုရောဆိုရင်မိမိရွေးကောက်တော်မူတဲ့လူတွေအတွက်ပြုလုပ်တော်မူတဲ့အရာဆိုရင်လူတိုင်းရဲ့စိတ်နှလုံးကိုကျေးဇူးတင်ခြင်းအပြင်နှုတ်ထစေခြင်းပါတယ်။ဒါပေမဲ့ကျေးဇူးတင်ချီးမွမ်းခြင်းအင်မတန်မှနည်းပါတဲ့အခါဝမ်းနည်းတော်မူပါတယ်။ပုံမဆင်ခြင်းစရာအကြောင်းအရာလေးကတော့ကျွန်ုပ်မရယူသေးတဲ့ဘုရားသခင်ရဲ့ကောင်းကြီးမင်္ဂလာတွေကဘယ်အရာတွေလဲဆိုတဲ့အရာပဲဖြစ်ပါတယ်။ဒီကနေ့ကျွန်တော်တို့ကြားနာဆင်ခြင်ကြမယ့်သတင်းစကားတွေရဲ့အကြောင်းအရာဒီလောက်ပဲဖြစ်ပါတယ်။အားလုံးပေါ်ဖျက်ရှင်ကောင်းကြီးမင်္ဂလာတောင်းချပေးပါစေ။အာမင်။